ဆိုရင်ပဋ္ဌာန်းဆရာတော်ကြီးနော်အလွန်နာမည်ကြီးတဲ့ဆရာတော်ကြီးရေးခဲ့တဲ့ကြပြလေးရှိတယ်ဒီခေတ်မှာတချင်းတွေတောင်လုပ်ပြီးတော့ဆိုကြတာရှိတယ်နေတွက်နေဝင်ကိုးကုံရှင်နေစဉ်ရှိခိုးမယ်ချားဦးတယ်နော်အနန္တာငါးဂုံတော်များညွတ်တော်ကြတော့မယ်မျက်နှာတစ်လင်ရေကိုမြင်စဉ်မေတ္တာပွားပါမယ်ရေဟာကြည်လင်တဲ့အေးချမ်းတဲ့အညစ်အကြေးကိုတန့်ရှင်းစေတယ်ဟုတ်လားဒီရေကိုကြည့်လိုက်တာနဲ့စိတ်ကရေဘူးအားဖြင့်ကြည်လင်သွားတဲ့သဘောရှိတယ်အဲ့တော့တတ္တဝါတွေဟာလည်းဒီရေလေးလို့နော်အပြစ်ကင်းကြပါစေတန့်ရှင်းစင်ကြယ်ကြပါစေငြိမ်းအေးကြပါစေမပူလောင်ကြပါစေနဲ့အစရှိသဖြင့်ရေကိုကြည့်ပြီးတော့တတ္တဝါရဲ့ပုံမှာနော်မေတ္တာပို့ဖို့အမှတ်ရလိုက်တာပေါ့နော်မေတ္တာရေဖြန်းလိုက်တဲ့သဘောပေါ့နော်မျက်နှာတစ်လင်ရေကိုမြင်စဉ်မေတ္တာပွားပါမယ်မနဲ့လင်းချင်းအလွန်ကြီးမားတဲ့မင်္ဂလာနဲ့စဖို့သင်ပေးတာပေါ့မျက်နှာတစ်လင်ရေကိုမြင်စဉ်မေတ္တာပွားပါမယ်တည်ရင်ရော့ယိုယွင်ရုပ်ဆင်းတတိထားပါမယ်ဟုတ်လားကိုမျက်နှာရဲ့အိုးစားလာတာကိုကြည့်ပြီးတော့နောက်ခန္ဓာကိုယ်ရဲ့နော်တဘာဝမကောင်းတဲ့ဘက်ကိုရှေ့ရှုပြီးတော့သွားနေတဲ့တဘာဝအမှန်ကိုမြင်ပြီးတော့နော်သူတော်ကောင်းတရားတိုးတက်အောင်ကြိုးစားတာပေါ့နော်ဆက်ပြီးတော့ပြောတာဘာတော့ပြမဝိရဒတရား၄ပါးကိုဆက်ပြောနော်ဓာတ်တူတွေ့လင်မေတ္တာဝင်မဝင်နိုင်ကပြိုင်တတ်တယ်ပြိုင်မိအစာမေတ္တာပွားစိတ်ထားပြုပြင်ပြောင်းမှမယ်အဲ့စိတ်ထားပြုပြင်ပြောင်းမှမယ်ဆိုတဲ့စကားလေးကကိုယ့်ကိုအဋိဌာန်လိုက်ရလဲရောက်သွားတာပေါ့နော်ငါစိတ်ကလေးကိုတော့ငါပြင်မယ်စိတ်ကိုပြင်လိုက်ရတာဘယ်ရာကိုပြင်ရတာနဲ့မှမတူဘူးအကြီးမားဆုံးသောပြင်ဆင်ခြင်းလို့လည်းဆိုနိုင်တယ်အကြီးမားဆုံးသောအကျိုးရလဒ်ရှိဖို့အတွက်ကြိုးပမ်းအထောက်အလည်းရောက်တယ်ပေါ့နော်တန်းတူတွေ့လေမေတ္တာဝင်မဝင်နိုင်ကပြိုင်တတ်တယ်တဲ့ကိုယ်နဲ့အစားစားရာကိုယ်စိတ်ထဲမှာနော်အဆင့်တူလောက်ပဲလို့ထင်ရင်စိတ်ကမသိမသာမေတ္တာကမဥလိုက်ဘူးဆိုရင်ပြိုင်ဆိုင်မှုစိတ်ကအရင်ဝင်လာမာနပေါ့နော်သူကဘာငါဘာဆိုတာအဲ့ဒီပြိုင်ဆိုင်မဲ့အစားမာနရဲ့နေရာမှာမာနမဝင်မဲနဲ့မေတ္တာလေးမြန်ဝင်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးပြင်လိုက်ရရောက်သွားတယ်ပေါ့နော်တမယိုးကြသွားနေတဲ့အနေအထားကနေပြီးတော့ကိုကဖောက်ထွက်လိုက်တာပေါ့ဟုတ်လားတန်းတူတွေးလို့ရှိရင်မပြိုင်ဘူးပြိုင်မဲ့အစားဘာပဲပွားလိုက်မယ်တော့မေတ္တာပဲပွားလိုက်မယ်မေတ္တာပဲထားလိုက်မယ်တဲ့တန်းတူကိုသူကမေတ္တာထားဖို့သင်တာပေါ့နောက်ကိုယ်အောက်တွေ့လျင်ကရုဏာဝင်မဝင်နိုင်ကနိုင်တတ်တယ်နိုင်မဲ့အစားကရုဏာပွားစိတ်ထားပြုပြင်ပြောင်းပါမယ်ကိုယ်အောက်တွေ့တဲ့လူစသရရာကိုယ်ထက်နှိမ့်ကြတဲ့လူပေါ့နော်အသိဉာဏ်ဒါလည်းမြင်တတ်ဖို့လိုတယ်နော်စီးပွားရေးလူမှုရေးကျန်းမာရေးလောက်တင်ကိုယ်အောက်နှိမ့်တာကိုမြင်တယ်လို့မရဘူးအသိဉာဏ်နှိမ့်ရင်လည်းပဲတနာကျင်တာတဲ့စိတ်ထားရမယ်ဘုန်းတော်ကများသောအားဖြင့်ကျန်တာတွေနှိမ့်ကြနေရင်တော့တနာတတ်ဖို့လွယ်တယ်အသိဉာဏ်နှိမ့်ကြရင်တော့တိတ်မတနာခြင်းဘူးအမြန်ကတ်သွားနော်စိတ်တက်ကြီးကလည်းပုတ်လိုက်တာအမှန်အသိဉာဏ်နေတာပဲလေနော်အသိဉာဏ်မမှီကြတဲ့လူတွေကြတော့ဘုန်းတော်ကဘာလို့ချင်တော့မုန်းချင်တာပေါ့နော်ဆက်ဆုပ်တယ်ယွန်ရှာတယ်အဲ့ဒီရှုတော့ကနေချင်းကတ်တယ်အဲ့ဒါမကောင်းဘူးနော်အဲ့ဒါကိုလည်းဘာတော့ကိုယ့်တဲ့နှိမ့်ကြတဲ့လူလို့သဘောထားပြီးတော့ဘာလို့ရမလဲတော့ကရုဏာပွားရမယ်ဩဒါဆိုရင် तू မကောင်းတဲ့စိတ်တွေမွေးနေတယ်အသိဉာဏ်တွေကလည်းနဲလိုက်တာဘာဖြစ်တော့မလို့ဒုက္ခရောက်တော့မှလေဒုက္ခရောက်တော့မှမြင်လို့ရှိရင်တော့တနာမှာပေါ့စိတ်ကဟုတ်လားမြင်ကြည့်ပေါ့အသိဉာဏ်နဲတာလောက်တင်ရက်မနေဘဲနဲ့ဒီလူနေအသိဉာဏ်နဲလိုက်တာဆိုဒီနားတင်ရက်မနေဘဲနဲ့ဘယ်ထိသွားမလို့ဆင်းရဲတော့မှပဲထိသွားဖို့လိုတာပေါ့နော်အဲ့ဒါဆိုရင်ဘုန်းဘုန်းတို့ကရုဏာပွားဖို့လမ်းပွင့်သွားတာပေါ့ဟုတ်လားအဲ့ဒါကိုပြောတာကိုယ်အောက်တွေ့လျင်ကရုဏာဝင်မဝင်နိုင်ကနိုင်တတ်တယ်နိုင်မြေအစားကရုဏာပွားစိတ်ထားပြုပြင်ပြောင်းပါမယ်နော်ကိုယ်ထက်သာလျင်မုရိဒာဝင်မဝင်အိတ်သာရိုင်တတ်တယ်ရိုင်မြေအစားမုရိဒာပွားစိတ်ထားပြုပြင်ပြောင်းပါမယ်တဲ့ဟောကိုယ်ထက်သာတယ်လို့ကိုထင်ရတဲ့လူတွေလည်းကိုတွေ့မှာပဲလေကိုယ်ထက်သာတဲ့လူတွေ့ရင်များသောအားဖြင့်ပုထုသင်တဘာဝမနာလိုတဲ့စိတ်ကအရင်ဝင်လာတတ်တယ်ဒီဘူအားဖြင့်တော့ဒီတိုင်းသွားတာပဲเนาะအဲ့ဒါကိုအိတ်တာမစ္စည်းရသဘောမျိုးမရောက်စေဘဲနဲ့ဘာလို့ရမလို့မုဒိတာဝမ်းမြောက်နိုင်တဲ့စိတ်ဝမ်းသာနိုင်တဲ့စိတ်ရရှိထားတဲ့အစဉ်ပြေမှုတွေဆုံးရှုံးမသွားပါစေနဲ့လို့ဟုတ်လားသူများအစဉ်ပြေတာကိုစိတ်ထဲကဝမ်းသာနိုင်တာဒါတော်တော်မလွယ်တဲ့ကိစ္စเนาะဒီဥစ္စာလေ့ကျင့်မှရမယ်ဟုတ်လားအဲ့တော့ဒီမှာဆရာတော်ကြီးပြောထားတာလေးကတော့ဒန်းတူရဲ့အောက်ရဲ့အထက်ရဲ့ဘဝမှာဒါပဲတွေ့မှာပဲလေတန်းတူဖြစ်ရင်ဖြစ်မယ်ကိုယ်အောက်ကြရင်ကြမယ်ကိုယ်ထက်တာရင်တာမယ်ပေါ့နော်တန်းတူတွေ့ရင်ဘုံဘုံတို့ကမာနနဲ့ဆက်ဆံမိတတ်တယ်ကိုယ်အောက်တွေ့လို့ရှိရင်အနိုင်ယူမှုနဲ့ဆက်ဆံတတ်တယ်နောက်ကိုယ်ထက်တာလို့ရှိရင်တော့မနာလိုမှုနဲ့ဆက်ဆံတတ်တယ်ပေါ့နော်အဲ့ဒါကိုကိုယ်နဲ့တန်းတူဆိုရင်မေတ္တာနဲ့ဆက်ဆံမိဖို့နော်ကိုယ်အောက်ဆိုလို့ရှိရင်ကရုဏာနဲ့ဆက်ဆံမိဖို့
တော့ကိုထက်သားတယ်ဆိုလို့ရှိရင်တော့မုဒိတာနဲ့ဆက်ဆံမိဖို့အဲ့ဒါငငယ်ကဘုံဘုံကဒီကြပြလေးကိုငယ်တဲ့ဆာရတယ်အဲ့ဒါဥပိ္ပခနေရာမှာဘာရေးတာဘာရဘူးတော့ဆိုတော့တဗ္ဗေတတ္တတတ္တဝါကံတာမူလပိုင်ကြတယ်ပိုင်သည့်အရေးစိတ်မှာတွေ့အေးမြနေပါမယ်အဲ့ဒီအပိုက်လေးကိုဘုံဘုံကရထားတယ်အခုစားတဲ့ရှားကြည့်တဲ့အခါကျတော့အဲ့ဒီအပိုက်ကမပါဘူးဒါဟိုဦးစင်းလေးတွေပါရှားခိုင်းကြည့်တယ်အဲ့ဒီဘက်ကဆရာကြီးကပဲမရေးခဲ့လို့ငါပဲဘယ်ဟာတွေရထားလဲမသိဘူးတို့ရှားကြည့်သန်းဆိုရှားသူတို့လည်းမတွေ့ဘူးတဲ့အဲ့ဒါဒီပြင်လဲရှောက်ထည့်ထားရတာတွေလည်းတွေ့တယ်ဒီဆရာတော်ကြီးရဲ့လက်ရာကိုပဲတခါဒီပြင်ဆရာတော်ကြီးရဲ့တပားရဲ့လက်ရာလို့ထင်တဲ့လူကလည်းရေးတဲ့လူကလည်းရေးတယ်ဟုတ်လားအဲ့တော့ဒီဘုံဘုံရထားတဲ့ဟာတွေကလည်းပဲဆရာတော်ကြီးရဲ့လက်ရာဖြစ်မယ်လို့ထင်တယ်ဘာလို့ဆိုတော့နော်နောင်လူတွေအမှတ်အသားလွဲပြီးတော့အဲ့ဒါကိုမေ့နေပုံရတယ်ဟိုတချင်းဆိုထားတဲ့တချင်းလေးလည်းတော်တော်ကောင်းတဲ့ဓာတ်လေးကိုအဲ့ဒါလည်းဒီဥပိ္ပခာအကြောင်းမပါဘူးအမှန်ဆိုလို့ရှိရင်မေတ္တာကရုဏာမုဒိတာသုံးပါးရေးပြီးတော့ဆရာကြီးကဥပိ္ပခာကိုတော့ခြံထားခဲ့မယ်လို့မထင်ဘူးပေါ့နော်တကယ်လို့ကြံနေရတဲ့ခြံမိခဲ့တယ်ဆိုရင်လည်းပဲဘုံဘုံရထားတာလေးကနော်တကယ်အမျော်မြင်ရှိတဲ့အလွန်တော်တဲ့ဆရာတော်ကြီးတစ်ပါးရေးထားတာထပ်ပြီးတော့ဖြည့်တာလည်းဖြစ်ချင်းဖြစ်မယ်ပေါ့အဲ့ဒါဥပိ္ပခာနဲ့ပတ်သက်ပြီးတော့ဘုံဘုံရထားတယ်တဗ္ဗေတတ္တတတ္တဝါကံတာမူလပိုင်ကြတယ်ပိုင်သည့်အရေးစိတ်မှာတွေ့အေးမြနေပါမယ်ဟုတ်တယ်ဘုံဘုံတို့ရဲ့ဝန်းကျင်မှာဒီတတ္တဝါတွေနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ချစ်တဲ့လူမုန်းတဲ့လူဟုတ်လားအမျိုးမျိုးအစဉ်ပြေတဲ့လူအစဉ်မပြေတဲ့လူတွေ့လာတဲ့အခါမှာဘုံဘုံတို့ရဲ့စိတ်တွေကငြိမ်ငြိမ်မသွားဘူးပေါ့နော်အစဉ်ပြေရင်လည်းပဲဒီအစဉ်ပြေတဲ့လူကကိုချစ်တဲ့လူလားမုန်းတဲ့လူလားချစ်တဲ့လူအစဉ်ပြေရင်ကျဉ်တတ်ပေါ့နော်မုန်းတဲ့လူအစဉ်ပြေရင်သိမကျဉ်တတ်ချင်ဘူးပေါ့ဟုတ်လားဘက်လိုက်မှုနဲ့သွားတာပေါ့နော်အစဉ်မပြေဘူးဆိုရင်လည်းချစ်တဲ့လူအစဉ်မပြေဘူးဆိုရင်တော့စိုးရိမ်နေပေါ့နော်မုန်းတဲ့လူအစဉ်မပြေဘူးဆိုတော့လည်းဝမ်းသာနေပြန်ရောပေါ့ဟုတ်လားစိတ်တွေကအဲ့လိုတွေပြောက်ပြက်ခတ်ပြီးတော့သွားတာအဲ့လိုမျိုးကိုဝန်းကျင်မှာရှိတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာမလိုလားအပ်တဲ့နော်အစွန်းရောက်မှုတွေမဖြစ်ရအောင်ဥပိ္ပခာတရားထားနိုင်ရမယ်ပေါ့ဥပိ္ပခာဘယ်လိုထားမှာတော့တဗ္ဗေတတ္တတတ္တဝါကံတာမူလပိုင်ကြတယ်ဩအစဉ်ပြေတာပဲဖြစ်မပြေတာပဲဖြစ်ကိုချစ်တဲ့လူပဲဖြစ်မုန်းတဲ့လူပဲဘယ်သူပဲဖြစ်သူတို့တွေးကြုံနေရတာသူတို့မှဖြစ်နေတာသူတို့ရနေတာအကုန်လုံးဟာသူတို့နဲ့ထိုက်တန်တာတနည်းအားဖြင့်သူတို့လှုပ်ထားတဲ့အလုံးနဲ့တန်တဲ့အကျိုးရလဒ်ကိုသူတို့ရထားကြတာဘာမှမကျေနပ်စရာလည်းမရှိဘူးစိတ်ထဲမှာဘာမှဖြစ်စရာကိုမလိုဘူးဒါသူထိုက်တန်တာသူရထားကြတာပေါ့နော်အဲ့ဒါကိုဘုန်းဘုန်းတို့မြင်ပဲဆိုလို့ရှိရင်စိတ်ထဲမှာပူလောင်စရာအကြောင်းမရှိဘူးဟုတ်လားတဗ္ဗေတတ္တတတ္တဝါကံတာမူလပိုင်ကြတယ်ပိုင်သည့်အရေးစိတ်မှာတွေးအေးမြနေပါမယ်သူများအဆင်ပြေလို့လည်းကိုယ်စိတ်ထဲမလောင်ဘူးသူများအဆင်မပြေလို့လည်းကိုယ်စိတ်ထဲမှာမလောင်ဘူးကိုဘုံဘုံတို့ကချစ်ချင်းမုန်းချင်းမကင်းဘူးလေချစ်ချင်းအစွန်းမုန်းချင်းအစွန်းကိုအမြဲတမ်းနဲနေတာအလယ်လက်ဥပိ္ပခာမှာမရက်ဘူးမနေဘူးမနေတဲ့အခါကျတော့ချစ်ချင်းမုန်းချင်းမကင်းတဲ့စိတ်ကိုအခြေခံပြီးတော့သူတစ်ပါးရဲ့အဆင်မပြေခြင်းအဆင်ပြေခြင်းကဘုံဘုံတို့ကိုလောဘဒေါသတွေအများကြီးဖြစ်စေတယ်ဟုတ်လားခုနကတော့ပြောခဲ့ပြီလေအစဉ်ပြေတာချင်းအတူတူမုန်းတဲ့လူအစဉ်ပြေတော့ကိုယ်ခံစားရတာတစ်မျိုးချစ်တဲ့လူအစဉ်ပြေတော့ခံစားရတာတစ်မျိုးဘယ်ဟာမှဥပိ္ပခာမဝင်နိုင်ဘူးဆိုလို့ရှိရင်မကောင်းဘူးပေါ့နော်စိတ်ထဲမှာမအေးဘူးပေါ့ပူတယ်လောင်တယ်ပေါ့ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုဥပိ္ပခာနဲ့အေးချမ်းအောင်လုပ်ရမယ်မေတ္တာကရုဏာမုဒိတာတဲ့အဆင့်မြင့်တယ်ဥပိ္ပခာဟုတ်လားဒါမင်္ဂလာကြီးတွေကိုပြောနေတာနော်မင်္ဂလာတရားတွေဟုတ်လားနော်ကောင်းတယ်နော်တဗ္ဗေတတ္တတတ္တဝါကံတာမူလပိုင်ကြတယ်ပိုင်သည့်အရေးစိတ်မှတွေ့အေးမြနေပါမယ်နေကုန်းကျုပ်လေးဆိုရပါရေးထားတော့ရုပ်ကိုလည်းပြင်စိတ်လည်းပြင်ဆင်တိုင်းရပြုတိုင်းလှဒုက္ခနိဗ္ဗာန်တိုင်လိမ့်မယ်တဲ့ရုပ်ကိုလည်းပြင်ဆိုတာတော့ပြင်ကြတာပဲဒါလည်းပဲတန်တန်ရှင်းရှင်းနေဖို့တော့လိုသေးတာဆိုတော့အတိုင်းအတာတစ်ခုထိတော့ပြင်ရမှာပေါ့ဟုတ်လားသို့တော့လွန်ကဲကြီးဆိုလို့ရှိရင်တော့ကိုဒုက္ခကိုရှာရောက်တယ်လို့ထင်ပါတယ်နော်ဒီရုပ်ပြင်တဲ့ကိစ္စဒါသည်လူတွေကအများစုကရုပ်ကိုပြင်တာနဲ့ပဲအများစုကလမ်းဆုံးတယ်ဟုတ်လားဘာကိုပြင်ဖို့ဆက်ပြီးတော့ဘုန်းတို့ကြိုးပမ်းရအောင်မှာတော့စိတ်ကိုပြင်ဆင်ဖို့ကြိုးပမ်းရအောင်ပဲဟုတ်လားအဲ့ဒါစိတ်ကိုပြင်ဖို့အတွက်ဒီမှာဆရာကြီးကနေတဲ့နေဝင်ကိုယ်ကုံရှင်နေစဉ်ရှိခိုးမယ်မြတ်စွာဘုရားဂုဏ်တော်ပွားမယ်ပေါ့နော်အနန္တငါဂုဏ်တော်များညွတ်တွားကြတော့မယ်အမလီကောင်းလိုက်တယ်နော်နောက်ပြီးတော့ဗာနဲ့ပြောထားတာတော့ပြမဝိဟာရတရား၄ပါးကိုပြောထားတာဟုတ်လား